အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အားနေတာနဲ့ဂျာဆန်ကျော်လှုပ်ရှားမှာဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးပုံစံမျိုးချက်စားမလဲဆိုတော့ like ကြည့်ကြပါစို့ပထမဆုံးအနေနဲ့ဂျာဆန်ကျော်လည်းမချက်တော့ဘူးဆိုတော့ YouTube ကနေပြီးတော့မှတော့ကြည့်လိုက်အောင်ပဲပေါ့နော်ဘယ်လိုသူများတွေဘယ်လိုချက်နေလဲဆိုတော့မျိုးဆိုတော့နီးလဲတိလာပြီဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဂျာဆန်ကိုရီစိမ်ပါမယ်ပြီးရင်ပဲတီကိုတီငက်လေးတွေလီထားမယ်ပြီးရင်ကိုထဲမဲ့အသားကိုဒီလိုမျိုးပပတီလေးနဲ့လီထားလို့ရပါတယ်ပြီးရင်ထဲမဲ့ရွက်ကော်ဖီထုတ်ကျွန်တော်တို့ထည့်မှာဖြစ်ပါတယ်အဲဒီတိတ်မခင်မှာကျွန်တော်တို့ဒီချက်တုံအနံ့လေးမွေးအောင်ရိုက်ထည့်ပါမယ်ပြီးရင်ကျွန်တော်အဲ့ဒီမတိုင်ခင်မှာတော့ကျဥကျွန်တော်အရင်ဆုံးကြော်မယ်ပေါ့နော်ကြော်ပြီးရလာပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးခတ်ထုတ်မယ်ခတ်ထုတ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကချက်တုံပြန်ကြော်ပါမယ်အိုးကတော့မစီးတော့ပါဘူးရေကုန်လို့ပါဆိုတော့ချက်တုံရလာပြီဆိုရင်ကိုထဲမဲ့အသားကိုပြစ်ထည့်ပါမယ်ကိုကြိုက်တဲ့သားပေါ့ဆိုတော့အမOkay ဆိုတော့ဒီလိုနေထားလေးတွေရလာတဲ့ထိကြော်မယ်ပေါ့နော်အမပြီးပြီဆိုလို့ရှိရင်တော့ဆောနာဖြတ်ထားတဲ့ coffee ကိုပြစ်ထည့်ပါမယ်ပြီးရင်မွေမယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်နည်းနည်း QC လေးနည်းနည်းထည့်မယ်ပေါ့နည်းနည်းထည့်ပြီးတော့မှမွေလိုက်မယ်ဆိုတော့ okay ဆိုရင်ဒီလိုနေထားရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆောနာစိန်ထားတဲ့ကြာဆန်ကိုကြာညွန့်နဲ့နေပြီးတော့မှထည့်ကြော်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုအရန်ချီနေတယ်ဆိုရင်ကကြီးနဲ့ဖြဲပြီးတော့မှကြော်လို့လည်းရပါတယ်တိတ်တော့ပြဿနာမရှိပါဘူးကျွန်တော်ကတော့အရှိပဲကြိုက်လို့အတိုင်းပဲကြော်ပါမယ်ဆိုတော့ဟိုမွေဒီမွေဟိုလန်ဒီလန်ဆိုလို့ရှိရင်တော့ဒီနေသားဒီရောက်လာမှာဖြစ်ပါတယ်ဆိုတော့ဒီလိုနေသားဆိုချင်းကျဆန်ကိုအထဲမှာစမ်းကြည့်ပြီးမှကြံသေးရဆိုရှင်တော့နူးပြီဆိုတော့စားလို့ရပါပြီအဲ့ဒီချိန်မှာကျွန်တော်တို့ကျဆန်နဲ့စားလို့ရအောင်အချင်းကိုလည်းပြင်ထားပါမယ်ဆိုတော့ okay ဆိုတော့ဒီလိုလေးတော့ရလာပြီပေါ့နော်ကျွန်တော်စားဖို့အစဉ်လေးဖြစ်နေပါဆိုတော့စားကြပါဦးလို့ဖိတ်ခေါ်ပါတယ်ဂျေစုတင်ပါတယ်